ဒီအပိုင်းအစမှာတော့တခုခုကိုမြင်သွားတဲ့ဖရန်ကီကအံ့ဩနေခဲ့ပါတယ်။ရီပလေးကတော့ဒါကြီးကဒီနေရာမှာအချိန်ကြာကြီးရှိနေကြတာဖြစ်ကြောင်းရှင်းပြနေပါတယ်။ဖရန်ကီတို့မြင်လိုက်ရတာကရင်ကြီးတက်ပြီးအိုဟောင်းနေတဲ့ဂျိုင်းရဲ့ဆက်သက်အောင်တစ်ခုဖြစ်နေပါတယ်။ရီပလေးကတော့စိုက်ဘောတယောက်ဖြစ်တဲ့ဖရန်ကီကအလုံးရုံတွေကိုသဘောကျမယ်ဆိုတာကြိုသိနေတဲ့အကြောင်းပြောလိုက်ပါတယ်။ဖရန်ကီကတော့ဒီလိုစစ်သက်ကြောမှာဆက်သက်ခံတစ်ခုရှိနေလို့ထူးဆန်းနေခဲ့ပါတယ်။ဒီအချိန်ဆက်သက်ခံအတွင်းထဲကနေရှောင်းနေပြီဖြစ်တဲ့လီလစ်နဲ့ဘိုနီတို့ကလက်ပြနှုတ်ဆက်လိုက်ပါတယ်။ဖရန်ကီကတော့အထက်မှာဘာလို့နေကြလဲမေးလိုက်ပြီးနေထိုင်ခွင့်ကြပြီးပြီလို့ထင်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။တကယ်တမ်းလီလစ်တို့ကဇိုလိုကိုအားချပြီးမျက်စိလည်နေကြတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဖရန်ကီကတော့ညကြီးရှင်လည်းလမ်းပြောက်တက်လာလို့မေးလိုက်ပြီးရီပလေးကလမ်းမပြီးဒီနေရာမှာပဲရှိနေတာတော်သေးတာပေါ့လို့ပြောကခုနကအိုးဆွဲတန်ကြားလိုက်တဲ့အကြောင်းပြောပြနေပါတယ်။လီလစ်ကတော့သူတို့အခုမြင်နေရတဲ့ဆက်သက်ခံကြီးကအနည်းဆုံးနှစ်ပေါင်း3000ကျော်တက်တန်းရှိကြောင်းဖရန်ကီတို့ကိုပြောပြလိုက်ပါတယ်။ဖရန်ကီကတော့အော်သွားခဲ့ပြီးဒီလောက်အချိန်ကြာကြီးကမဖြစ်နိုင်တဲ့အကြောင်းတွေထားပြောနေပါတယ်။ဒီအချိန်ရီပလေးကလီလစ်ပြောတာဖြစ်နိုင်ကြောင်းနဲ့အဲဘာလို့နှိရှိသမိုင်းကိုထိမ့်သိမ့်တဲ့နိုင်ငံကတော့ဒီဆက်သက်ခံကဘာတွေ့လဲဆိုတာမသိပဲသူတို့မွေးတဲ့ကဘေးနီးနေနဲ့ဘာလို့ထားတဲ့ဟာမှမသိပဲဒီတိုင်းထားခဲ့ကြရတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်လီလစ်ကတော့သူကဒီမှာပဲနေပြီးရှာဖွေမှုအချို့ပြုလုပ်မယ်ဖြစ်ကြောင်းပြောလိုက်ကဖရန်ကီကလည်းအထက်ကိုပြေးဝင်မယ်လို့ဘိုနီရဲ့စူးစူးကွာအော်တန်ကြောင့်အကုန်လုံးကရက်တန်ကိုကြပါတယ်ဒီအချိန်ဖရန်ကီတို့နောက်မှာအိမ်မက်နှဆိုးတစ်ကောင်ရောက်လာပြီးလျှက်စီးမိုးကြိုးနှဆိုးဖြစ်နေခဲ့ပါတယ်ဖရန်ကီကတော့တာမဲအဲဘာရဲ့တလိမ့်ဆန်လို့ထင်သွားပေမဲ့ရီပလေးကတော့အဲဘာမှာဒီလိုအကောင်းနေမရှိတဲ့အကြောင်းပြပြလိုက်ပါတယ်။တစ်ဖက်မှာလည်းမိသက်တစ်ဝက်ကိုရိုက်ချလိုက်တဲ့နဆိုးအယိုးကောင်ကရွာဘက်ကိုဦးတီလာနေခဲ့ပါတယ်။ပါတီလုံးနေတဲ့လူတွေကရုပ်ရုပ်သက်သက်ဖြစ်ကုန်ကြပြီးဂျိုင်းယန်တယောက်ကတော့နဆိုးကောင်ကိုမီးများနဲ့ပစ်လိုက်ပါတယ်။နဆိုးကောင်ကချီရတောင်မထင်ပဲအကောင်းတိုင်းဖြစ်နေပြီးပစ်လိုက်တဲ့ဂျိုင်းယန်ကိုပါပြန်တိုက်ခိုက်လိုက်ပါတယ်။ဒါကိုမြင်လိုက်တဲ့အခြားစစ်သည်တွေကလည်းဒီနဆိုးတွေကကလေးတွေစိတ်ကူးနဲ့ဆက်ဆက်နေတာဘလို့ဖြစ်နိုင်မှလဲပြောနေပြီးနောက်ထပ်ဂျိုင်းယန်ကတော့ပျောက်သွားတဲ့ဂျာတော်တို့ကိုအမြန်ရှာဖို့လိုကြောင်းပြောလိုက်ပါတယ်။တကယ်တမ်းတောက်တာများသွားလို့အိမ်သာသွားတက်နေတာဖြစ်ကြောင်းပြောလိုက်တော့လူတွေကကြောင်ကိုကြပါတယ်။ဒီအချိန်ရွာတွေကဂျိုင်းယန်တွေကသူတို့လက်နက်ကိုစီဆွဲပြီးနဆိုးကောင်ကိုတိုက်ခိုက်ဖို့လိုကြပါတယ်။ဘရူးကတော့အဲ့ဒီရိုးကြောက်ကောင်ကြီးကမှန်ကြည့်နေရသလိုသူ့မျက်နှာနဲ့ချွတ်ဆွတ်တူနေတဲ့အကြောင်းပြပြနေပါတယ်။ဂျင်းမိုင်ကတော့လူတွေရဲ့စူပူအုံကြွမှုတွေကြောင့်တာမန်ဖြစ်နေကြကိစ္စမဟုတ်ပဲအခုမှကောက်ခငင်ကဖြစ်ပေါ်လာတဲ့ကိစ္စဖြစ်နေကြောင်းပြောလိုက်ပါတယ်။ဂျိုင်းယန်တွေကတော့ဧည့်သည်တွေအန္တရာယ်မဖြစ်ဖို့ပြောင်းရွှေ့ပေးကြဖို့ပြောလိုက်ပါတယ်။အဲဘာရောက်ပြီးမှတော့သူတို့မတိုက်ခိုက်ပဲလဲသွားလို့မရကြောင်းနဲ့အတူတူတိုက်ခိုက်ခွင့်ပေးပါဆိုတဲ့စကားကိုတူတူလေးပြောနေလို့ဂျင်းမိုင်ကဝင်စုလိုက်ပါတယ်။ဒီအချိန်ကိုလန်းကသူ့ပစိန်သေးသေးလေးနဲ့တိုက်ခိုက်မယ်လို့လူကြီးတယောက်ကဝင်တားလိုက်ရပါတယ်။ဂျိုင်းယန်ကြီးကိုအသေးအတန်သူလည်းတိုက်ခိုက်ချင်ကြောင်းနဲ့သူကရဲရဲနဲ့ဂါဘန်ရဲ့သားဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျိုင်းယန်ကြီးကဂါမန်သားဆိုရင်တော့ကလေးဖြစ်နေလို့ဝင်ပါလို့မရတဲ့အကြောင်းပြောလိုက်ပါတယ်။ဒီအချိန်နာမီကဂျာတော်ကိုလမ်းဝေါ်ပြောလိုက်ပြီးသူတို့မပြောရသေးတဲ့ကိစ္စကြီးကြောင့်ပြောကဆန်နီရှက်နဲ့တူတဲ့ကျူးကျော်သူတယောက်အဲဘာရေးတိုက်ကိုရောက်လာကြောင်းပြောပြလိုက်ပါတယ်။စစ်သားနှစ်ယောက်ကလည်းသူတို့မြင်ခဲ့တာရှက်နဲ့ကျွတ်စွတ်ဆိုပေမဲ့ကောက်ရိုးအုပ်ထုပ်ကောင်ကတော့ရှမ်းမဟုတ်ကြောင်းအခိုင်အမာအာမခံနေတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီအပြင်သူနဲ့ပါလာတဲ့တယောက်ကသူတို့ကိုအခုလိုပတိအပြည့်နဲ့ဖြစ်အောင်လုပ်လိုက်တာဖြစ်ကြောင်းမျက်နှာပူပူနဲ့ပြောပြလိုက်ပါတယ်။ဂျင်းမိုင်ကတော့အခုကိစ္စတွေကအဲဘာအတွက်တာမန်မဟုတ်ရင်ကျူးကျော်သူတွေလက်ချက်ကသေချာကြောင်းပြောပြလိုက်ပါတယ်။နာမီကတော့ဒီလောက်ထိဖြစ်မဲ့မသိလို့မပြောခဲ့တာလို့တောင်းပန်လိုက်ပါတယ်။ဂျာတော်ကတော့ကောက်ရိုးအုပ်ထုပ်အဖွဲ့သားမဟုတ်တဲ့လူသားနှစ်ယောက်ကအဲဘာကိုယောက်ျောက်ကြီးညာခါလိုက်ပါတယ်။ဘရူးကတော့ဒီလိုကိစ္စတွေကြောင့်လူနှစ်ယောက်ထက်ပိုလဲမထူးဆန်းဘူးပြောခဲ့တာကြောင့်လူနှစ်ယောက်နဲ့အထက်လို့ပြန်လဲကြွညာခိုင်းလိုက်ပါတယ်။နာမီတို့ကကျူးကျော်သူတွေကလေးတွေကိုပြန်ပေးဆွဲရတဲ့ပေါ်စဉ်းစားနေပြီးဂျင်းမိုင်ကအကြမ်းဒီ3နှစ်ပုံရကလေးတွေကိုတစားခံဖြစ်ဖမ်းပြီးအဲဘာကိုအကြက်ကရင်နေတာလို့ပြောပြလိုက်ပါတယ်။နာမီတို့ကစိတ်လိုနေပြီးဘလိုကောင်နေဖြစ်ဖြစ်ကလေးတွေကိုပြန်ပေးဆွဲတာနဲ့တည်းပြင်းပြင်းမဲ့လို့ပြောနေကဂျင်းမိုင်ကတော့အတူတူတိုက်ခိုက်ဖို့ဂျာတော်ကိုခွင်နှောင်းလိုက်ပါတယ်။ဂျာတော်ကရွာကိုချက်ချင်းပြန်ဖို့လုပ်လိုက်ပြီးအခုမှသတိရတဲ့ဒိုရီနဲ့ဘရိုဂီကဘယ်မှာလဲလို့မေးလိုက်ပါတယ်။ကြံချမ်းရနေကလည်းဒိုရီနဲ့ဘရိုဂီတို့ကအိမ်သာတက်နေတာလို့ပြောလိုက်တော့ဂျာတော်ကထွားခဲ့ပြီးထွက်လာလိုက်ပါတယ်။ဒီအချိန်နာမီတို့ကသူတို့လိုလူသားကျူးကျော်သူတွေကိုသွားရှာမယ်လို့ပြောလိုက်တော့ဒီလိုကျဲလုံးနဲ့အဲဘာမှာဘလို့သွားရှာမလဲလို့ပြောပြလိုက်ပါတယ်။ဒီအချိန်ဘေးနားကတိန်လေးကိုလက်ညှိုးထုတ်ပြပြီးဒါနဲ့သွားမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီလိုလေအကြီးကြီးကိုသူတို့လိုလူသားတွေကမောင်းဖို့မဖြစ်နိုင်လို့ဂျိုင်းယန်တယောက်ကလော်မဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်အနားကိုရောက်လာတဲ့ကိုလန်ကိုဘာလို့နေတာလဲမေးလိုက်တော့ကိုလန်ကပစ္စည်းတင်နေတာလို့လိန်ပြောလိုက်ပါတယ်။ဦးစိုးတို့ကကိုလန်နဲ့လှေးလိုက်စီမယ်လို့ပြောလိုက်တော့ကိုလန်ကပြောသွားခဲ့ပါတယ်။ချက်ချင်းကပရင်ဖြစ်သွားတဲ့ကိုလန်ကပြောသွားပြီးကိုလန်ပြောနေတာကိုကြည့်နေတဲ့နာမီကချစ်စရာကောင်းကြောင်းကိုချစ်စရာကောင်းအောင်ပြပြနေပါတယ်။တကယ်တမ်းလှေးထိတ်ကနေကပရင်လုံးနေပြီးအနောက်ကဘရူးတို့ကိုလော်ခိုင်းထားလို့ဘရူးတို့ကအကောက်ကြီးပြီးကိုယ်တိုင်မလို့တဲ့ကိုလန်ကိုဒေါကန်နေရပါတယ်။တစ်ဖက်ကဂေါ်နိုင်တွေကတော့ချမ်းတွေသူတို့အကြောင်းကိုကျူးကျော်သူလိုကြီးညာနေတာကိုနားထောင်နေပါတယ်။တစ်ဖက်ကစောကတော့ကလေးတွေကိုတားဖို့လုပ်နေပြီးထိုင်းကနှစ်ချက်နဲ့အသင်းထိုင်ဆောင်နေခဲ့ပါတယ်။နောက်ပြီးရောဘင်တို့ကိုသတိထားနေဖို့နဲ့ရောဘင်တို့သာဆိုရင်ဒီစုတွေကိုခံနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။တားဖို့လုပ်နေတဲ့ရောဘင်ကိုချိုဘကမတားဖို့ပြောပြီးစောကိုအားပေးလိုက်ကြပါတယ်။ဒိုင်းနဲ့ကာလိုက်တဲ့အခါဇူးတွေကစောကိုတော့မထီလို့အောင်မြင်ပြီးထင်တဲ့အချိန်တန်းစီနေတဲ့ကလေးတွေတယောက်နဲ့တယောက်တိုက်မိပြီးစူးစူးသွားတာကြောင့်စောကမြ мян ကားနေတာကိုရက်လိုက်ရပါတယ်။
ဘလို့မှတားမြဖို့ထင်ပေမဲ့နောက်ခွက်ကဒဘယ်ဖလူအသီးပိုက်ရှင်ကိုရှာပြီးနှိမ်နှင်းရင်ရနိုင်ကြောင်းရော်ဘင်ကပြောလိုက်ပါတယ်။စောကတော့ဒီအတိုင်းထားထားရင်ကလေးတွေကမီးထဲဝင်ပြီးတေးရနိုင်ကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်ဆုံးတစ်ယောက်ကနေကျိုးနဲ့ဆွဲထားတာကြောင့်နောက်ဆုံးတစ်ယောက်ကအဖွဲနဲ့ကွဲသွားပြီးကြံခဲ့ပါတယ်။စောကပြောလို့မဆုံးသေးဘူးဘေးနားကဖန်ရွဲခွေးနဲ့ဆိုတွေကရောက်လာခဲ့ပါတယ်။စောကတော့မတိုက်ခိုက်ပဲကလေးတွေကိုသွားတာမယ်လို့ခွေးကအရှိကနေပိတ်ရလိုက်ပါတယ်။အဲ့ဒီအချိန်နတ်ဆိုးကောင်းနေနဲ့ကလေးတွေကချိတ်ဆက်နေပြီးကလေးတွေကိုတားဖို့လုပ်ရင်နတ်ဆိုးကောင်းနေရောက်လာမှလို့ပြပြနေပါတယ်။တစ်ဖက်ကကြောင်းမှာတော့သူတို့နေရာတယ်မဟုတ်ပဲအဲဘာတစ်ခုလုံးနတ်ဆိုးကောင်းနေတောက်ကျနေတာကိုသိလိုက်ရတော့တည်သီးပိုက်ရှင်ကိုပဲရှားတော့မှဖြစ်ကြောင်းနားလည်လိုက်ပါတယ်။ရွာထဲမှာတော့အယိုးကြောင့်နတ်ဆိုးကိုတိုက်ခိုက်နိုင်ပေမဲ့တယောက်ကိုတိုက်ဖို့တော့အလဲလဲကွက်ကွက်နဲ့ခက်ခဲနေတာကြောင့်အကြံအိုက်နေကြပါတယ်။တကောင်းတော့မပြီးသေးဘူးနောက်ထပ်နင်းဟော့နဂါးကောင်းတွေပါရောက်လာပြီးလျှက်စိတ်တင်နဲ့ပြချနေလို့အခက်တွေ့နေကြပါတယ်။ဒါအပြင်နောက်ထပ်နတ်ဆိုးကောင်းတွေစက်တိုက်ရောက်နေတာကြောင့်ရွာကိုထားခဲ့ပြီးပြေးဖို့လမ်းကိုယူလိုက်ကြရပါတယ်။ဒီအချိန်လေသင်းမောနဲ့ရောက်လာတဲ့ဒိုရီနဲ့ဘရိုကီတို့ကပူပေါင်းတိုက်ကွက်တစ်ချက်နဲ့အတူနတ်ဆိုးသုံးကောင်လုံးကိုတိုက်ခိုက်လိုက်ရပါတယ်။နောက်ပြီးအောက်ကကောင်တွေကိုကလေးတွေကိုသွားခဲ့ဖို့နဲ့နတ်ဆိုးကောင်တွေကိုသူတို့တာဝန်ထားလို့ပြောလိုက်ရပါတယ်။ဒိုရီနဲ့ဘရိုကီတို့ကတော့အရက်တင်အန်ထုတ်ရတာနှမျိုးကြောင့်ပြောတော့အန်ထုတ်ခဲ့ရလားဆိုတဲ့မင်းကုန်းနဲ့အတူဂါဘန်မှာလိုက်လာခဲ့ပြီးဖြစ်ပါတယ်။အရက်ဆိုတာမမူးရင်အရက်တော့တာမဟုတ်ကြောင်းအရက်သမားပိသားသွားအရက်တော့ရင်ပြောနေတဲ့ဂါဘန်ကိုမြင်တာနဲ့ဒီသင်းမောကိုပြန်မဲ့ကင်းသင်းမောလို့သတ်မှတ်လိုက်ကြပါတယ်။